2026ကိုဘယ်လိုပြန်ရှာမလဲနံပါတ်ဥပါဒီနေ့2025ကုန်ပြီ2026ရောက်တော့မယ်2026တက်ကိုဘယ်လိုပြန်ဆွဲထားလဲဆိုတာလာပြီးတော့မှညဝေပေးမှာပဲဖြစ်ပါတယ်ရှင်ဘယ်လိုပြန်ဆွဲရမှာလဲဆိုတာပထမဆုံးပြောရမယ်ဆိုရင်ကျမကပြန်စဆွဲတယ်ဆိုရင်2024ရောက်ကစဆွဲတာပဲဖြစ်ပါတယ်ဒါပေမဲ့ရဲတင်းမဆွဲရဘူးဒီကြီးမလည်းမဆွဲရဘူးအဲ့ဒါကျမကဘာပြန်ဆွဲလဲဆို2024တုန်းကြတော့လူရှင်တဲ့ပမာဏပတ်စံလောက်ပဲပြန်ဆွဲတယ်အဆင်ပြေတယ်ရတယ်โอเค2025ရတော့ကျမရဲ့ vision board ထဲမှာဆိုကျမလိုရှင်တဲ့ plan တွေကလိုရှင်တဲ့အရာတွေက15ခုလောက်ရှိတယ်အသေးပဲအကြီးမလည်းမဟုတ်သေးဘူးဒါပေမဲ့ကျမတကယ်လုပ်ဖြစ်တယ် what on နေ့တိုင်းလုပ်မယ်လုပ်ဖြစ်တယ်ပြီးရင် laptop တစ်လုံးကြရမယ်ရတယ်ပြီးရင်နောက်ထပ်ကကျမဘာလုပ်လဲဆိုရင်စာအုပ်နေ့တိုင်းဖတ်မယ်ဖတ်ဖြစ်တယ်တကယ်အကျိုးရှိတယ်အကျိုးရှိတာလုပ်ဖြစ်တယ်ပေါ့နော်အခု2026 plan ကိုအခုဒီဗီဒီယိုကြည့်တဲ့သူနဲ့အတူတူလုပ်သွားစီရှင်ပါတယ်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ပိုကောင်းတဲ့ဘဝတစ်ခုရဖို့ပိုတည်ရှာတဲ့အနာဂတ်တစ်ခုရှိဖို့ကကိုယ်တိုင်တည်ဆောက်ရတာလေနော်ကိုယ်တိုင်တည်ဆောက်ရတာကိုယ်တိုင်လုပ်ရတာအဲကြောင့်ကံတွေဘာတွေမပါဘူးကံတွေမလိုဘူးကြိုးစားရမယ်ကိုယ်တိုင်ကြိုးစားဆုံးဖြစ်တယ်တစ်နှစ်လုံးကိုမှကိုယ့်ရဲ့အရှင်တစ်နှစ်လုံးကိုမှတစ်လလောက်ပဲတွေးဘယ်လိုဖြတ်တန်းမှာလဲဆိုတာတွေးကြည့်အရန်ကိုရှာထားတဲ့ plan လေးတေးလေးမဟုတ်ဘူးလေနော်အကြီးရှာမဲ့ plan တွေကတစ်နှစ်လောက်ပြေးသွားတော့မယ်အခု2025ကုန်တော့မယ်ပြေးသွားတဲ့ချိန်မှာ plan တွေကပြီးမြောက်သွားတယ်ဆိုဘယ်လောက်ထိပျော်ဖို့ကောင်းလဲကိုလည်းဘယ်လောက်ထိတိုးတက်သွားလဲဆိုတာသိသွားစီတယ်ပေါ့နော်အကြောင်း2026ကိုဘယ်လိုပြန်ရှာမလဲ